Hello မင်္ဂလာပါတောထားတော့ကြာပြီမဲ့ခုမှသင်ပြတဲ့ blog လေးပါပေါ့နော်ကျမနဲ့ကျမရဲ့တငယ်ချင်းထိုင်းမှလည်းမတွေ့တာကြာပြီတဲ့သူလည်းကျမနဲ့တွေ့ချင်တယ်ဆိုလို့ကျမတို့ခုကနေ rooftop ပါအောင်ပေါ့နော်တွားပြစ်ခဲ့ကြပါတယ်အမှန်တော့အဲ့နေ့ကအဲ့ကိုတွားဖို့အစီအစဉ်မရှိဘူးဒါပေမဲ့တငယ်ချင်းကသူအဲ့ကိုတွားချင်တယ်ဆိုတာနဲ့ကျမလည်းလိုက်သွားလိုက်တာပါကျမရဲ့ဘာမှတော့မစားခဲ့ဘူး espresso martini တစ်ခုနဲ့ကျမတော်တော်လေးကိုမူးချလေးသွားပါတယ်ပြီးတော့အဲ့ရကတဲ့ကောင်မလေးကိုအရန်သဘောကျလို့သူ့ကိုတစ်တောင်ပေးခဲ့တယ်သူ့ကိုကြည့်လိုက်လို့ရှင်ချွေးထွက်နေတာမသိလားဒါပေမဲ့လေသူကလုံးဝအပြုံးမပြတ်ဘူးပြီးတော့အဲ့ဒီမှာလေကျမကောင်မလေးတယောက်ကမားတယ်မောင်ညီမသိရဲ့အမ TikTok မှာတွေ့ရဲဆိုပြီးတော့ငါနှုတ်ဆက်သွားသေးရဲ့ဗာဖြစ်အဲ့ညီမလေးကိုလည်းကျေးဇူးတင်ပါတယ်ကျမကိုအမတရားလေးရှိပြီလို့ပြီးတော့အဲ့ဒီမီးတွေကိုလည်းအရန်သဘောကျတာပဲပြီးတော့အဲ့ဒီနေရာလေးသူ့ခါလေးနဲ့သူတော့ချေးလို့တော့ကောင်းပါတယ်ပေါ့နော်အေးအေးဆေးဆေးလေးနဲ့ညင်ညင်လေးပေါ့တငယ်ချင်းတွေတစ်ခါလောက်တော့လာ try ကြည့်တင်တဲ့နေရာပေါ့ဈေးတွေကတော့ပုံမှန်400 500လောက်ပေါ့နော်အဲ့လောက်တော့ပေးရပါတယ်ရှင်အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်တာယာရောညချန်လေး